ယောဂအချိန်ကြီးကြောင့်အနုပညာလုံးမလုံနိုင်တော့လို့ခေါင်းကုရှင်အမိတွေရောင်းနေရတဲ့တန်မိုးမြိတ်ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီရက်ကွက်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တခေတ်တခါကရန်ကိုအောင်မြင်ခဲ့တဲ့မင်းသမီးကျော်လေးတန်မိုးမြိတ်ရဲ့လက်ရှိဘဝအချိန်ကြီးအကြောင်းကိုတင်ဆက်ပေးသွားကြပါမယ်တစ်ချိန်ကမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ခဲ့ပေမယ့်ဒီနေ့မှာတော့ပြင်းထန်တဲ့သွေးလေးပနာကြောင့်အနုပညာလုပ်တွေနဲ့ကင်းကွာပြီးဘဝရက်တည်ရေးအတွက်ခေါင်းကုရှင်လေးတွေရောင်းနေရတယ်လို့သိရတာပါတမုံမြင့်ဆိုတာကဝေးလံခေါင်ဖျားတဲ့ချင်းတောင်တန်းပေါ်ကနေအနုပညာအိမ်မက်တွေနဲ့ရန်ကုန်မြို့ပေါ်ကိုရောက်လာခဲ့တဲ့ချစ်စရာကောင်းတဲ့တိုင်းရင်းသူလေးတစ်ယောက်ပါတမုံမြင့်ဟောင်းရှိုးသားပွင့်လင်းပြီးအမြဲတမ်းပြုံးနေတတ်တဲ့သူ့ရဲ့ဟန်ပန်လေးတွေကြောင့်ပရိသတ်တွေကချစ်သက်လို့ချစ်စနိုးခေါ်ဝေါ်ခဲ့ကြပါတယ်အာရမ်ရဲ့အင်းဝါရဲ့ဓာတ်သားရဲ့ဥချစ်လာစွာသောအမုံစားတဲ့စကားပေါင်းများစွာမှာသူမရဲ့တည်ုံဆောင်ပြည်ပြမှုတွေကကျမတို့အားလုံးရဲ့နှလုံးသားကိုဖန်ဆားနိုင်ခဲ့ပြီးအကယ်ဒမီဆုတွေနဲ့ပါသူမရဲ့ထိုက်တန်မှုကိုသက်သေပြခဲ့ပါတယ်။ဝင်ငွေကောင်းပြီးအောင်မြင်မှုရဲ့ထိတ်ဆုံးမှာရပ်တည်နေတဲ့သူမရဲ့ဘဝဟာအားကျစရာတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာဆိုတာမကြာခဏမျက်နှာသာမပေးတတ်ဘူးဆိုတဲ့စကားအတိုင်းပါပဲအောင်မြင်မှုတွေနဲ့ရှမ်းရှမ်းတောက်နေတဲ့အချိန်မှာပဲကံကြမ္မာဆိုးကဝင်ရောက်လာခဲ့ပါတယ်တမုံမြင့်တယောက်ပြင်းထန်တဲ့သွေးလေးပန်နာယောဂါကိုခံစားလာခဲ့ရပါတယ်ဒီယောဂါကြောင့်သူမရဲ့ခန္ဓာကိုယ်ကအဆင်မြစ်တွေနာကျင်ကြိုက်ခဲပြီးလှုပ်ရှားသွားလာဖို့တောင်အင်မတန်ခက်ခဲလာခဲ့ပါတယ်အနုပညာဆိုတာကခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုခံစားချက်ရဲ့ဖော်ပြမှုတွေနဲ့တိဆောက်ထားတာဖြစ်တဲ့အတွက်ဒီယောဂါကသူမရဲ့အနုပညာလုပ်တွေကိုလုံးဝရပ်တန့်သွားစေခဲ့ပါတယ်ယောဂါကိုကုသဖို့အတွက်သူမဟာအိမ်နီးချင်းထိုင်းနိုင်ငံမှာစေကုသမှုတွေတွားရောက်ခံယူခဲ့ရပါတယ်အချိန်ကလည်းတရက်တလမဟုတ်ပါဘူး၄နှစ်ကျော်9နှစ်နေပါဆိုတဲ့အချိန်တော်ကြာအောင်ယောဂဝေဒနာကိုအန်တူပီကုသမှုတွေခံယူနေခဲ့ရပါတယ်ဒီကာလလေးအတွင်းမှာသူမချစ်တဲ့အမှုပညာအလုပ်တွေနဲ့လုံးဝကင်းကွာခဲ့ရပြီးဝင်ငွေတစ်ပြားတစ်ချက်မှမရှိတော့ပါဘူးအချင်းကကိုရိုင်းငွေရှာပြီးမိသားစုကိုထောက်ပံ့ခဲ့တဲ့တက်မုံမြဲအတွက်တော့ဝင်ငွေမရှိဘဲခင်မွန်းတဲ့ကိုစစ်နိုင်ရဲ့လှုပ်ဆောင်ကိုပဲမိကိုစားတောက်နေရတဲ့ဘဝဟာစိတ်ပိုင်းဆိုင်ရာတော်လေးထိခိုက်စေခဲ့ပါတယ်ခင်မွန်းတဲ့ကဘာမှမပြောပဲအဆဆရရခေယူဆိုင်ကုသစိတ်တွေကုန်ကြခံပေးနေပေမယ့်သူမကိုယ်တိုင်ကတော့အားငယ်စိတ်တွေတိမ်ငယ်စိတ်တွေနဲ့နေ့စဉ်ရက်စံပူဆွေးဝမ်းနေခဲ့ရတယ်လို့ရှင်းဖွင့်ခဲ့ပါတယ်ကိုပစံနဲ့ကိုမတုံးရကိုပိုင်ဝင်ငွေမရှိတော့တဲ့ခန်းစားချက်ဟာဘလောက်တောင်ခါတီးလိုက်မလဲဆိုတော့ကျမတို့အားလုံးကိုချင်းစာနိုင်ပါတယ်ဒီလိုနဲ့ပဲတက်မုံမြင့်တယောက်နောက်ဆုံးမှာတော့ခင်မွန်းတဲ့ရဲ့အကူအညီနဲ့တူအွန်လိုင်းကနေတဆင့်ကျမ်းမာရေးနဲ့ညီညွတ်တဲ့ခေါင်းအောင်ဖင်တာရခင်းကုရှင်နဲ့ကြောမီလေးတွေကိုရောင်းချနေတာပါပရိသတ်တွေကတက်မုံမြင့်ပေါ်ရှင်ကားထပ်ပို့ပြီးဂိယူနာတန်အားပေးစကားတွေပြောခဲ့ကြပါတယ်။သူမရောင်းတဲ့ပစ္စည်းလေးတွေကိုဝိုင်းဝန်းမာယူကြပြီးသူမရဲ့ရုန်းကန်မှုကိုအသိမှတ်ပြုခဲ့ကြပါတယ်။ပရိသတ်တွေအားလုံးကတော့တက်မုံမြင့်တယောက်ယောဂဝေဒနာတွေအမြဲဆုံးသက်သာပြောက်ခဲ့ပြီးသူမချစ်တဲ့နည်းပညာလောကတွေကိုအရှင်လူအောင်မြင်စွာနဲ့ပြန်လည်ဝင်ရောက်လာနိုင်မယ့်နေ့ကိုမျှော်လင့်ဆောင်စားနေကြဆဲပါ။ယခုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့လည်းတက်မုံမြင့်နဲ့ပတ်သက်ပြီးကိုယ့်ရဲ့အမြင်ခံစားချက်လေးတွေကို comment မှာဝေမျှပေးသွားကြပါအောင်ရှင်။